Hello 我နာမည်ကရှင်အသက်က20နှစ်အခု Rafael International College မှာနေနေတဲ့ကျောင်းသူတစ်ယောက်ပေါ့နော် Fashion Media ပေါ့အခုကတော့ငါဟွာလေးလှုပ်ချင်လို့မေးချင်လို့ပေါ့နော်စုပေါင်းမေးခွန်းကတော့12ခုရှိရယ်ပထမတစ်ခုဖြစ်တဲ့ဟာကintro မိတ်ဆက်လေးပြောပေးပါနာမည်အသက်လက်ရှိလုပ်နေတဲ့အလုပ်ပေါ့ဟုတ်ကဲ့ကျွန်တော်နာမည်ကတော့စိုင်းပြည်ဖြိုခန့်ဖြစ်ပါတယ်ဗျကျွန်တော်အသက်ကတော့25နှစ်ရှိပါပြီကျွန်တော်အခုလောလောဆယ်တော့ကျွန်တော် inspiration ဆိုတဲ့ brand တစ်ခုကိုကျွန်တော်အုံထားပါတယ်လက်ရှိလုပ်နေတဲ့ဟာလေးကတော့အဲ့ဟာပဲလောလောဆယ်ရှိသေးတယ်ပေါ့ခင်ဗျဒါမဲ့လာမဲ့ဒီ next month လောက်ကြာရင်ကျွန်တော် brand တစ်ခုနဲ့ collab လုပ်ဖို့ရှိတယ်ဒီကြတော့ကျွန်တော်ရဲ့နောက်ဆက်တွဲအနေနဲ့ brand တွေထပ်ပြီးတော့ထုတ်ဖို့ရှိရပေါ့ဟုတ်ပြီအခုနံပါတ်1မေးခွန်းလေးမေးမယ်နော်ဒီကိုပိုင်အလုပ်မလုပ်ခင်မှာကိုယ့်ရဲ့ဘဝဘယ်လိုလေးလဲဘာတွေလုပ်ခဲ့လဲဆိုတာလေးပြောပြပေးပါကျွန်တော်ဒီ brand ကိုမလုပ်ရင်ကျွန်တော်ဒီ brand နဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့ inspiration ဆိုတဲ့ brand နဲ့ပတ်သက်ပြီးတော့မလုပ်ဖြစ်ရင်ကျွန်တော်အိမ်မှာပဲကျွန်တော်နေဖြစ်မယ်ထင်တယ်အာအဓိကတော့ကျွန်တော်မိသားစုက background နဲ့အဲ့လောက်ကြီးမကောင်းဘူးပြီးကြတော့တာမန်မိသားစုလေးတစ်ခုဆိုတော့သူတို့ကိုယ်ပိုင်ဆိုင်လေးတစ်ခုဖွင့်ထားတယ်ကိုယ်ပိုင်ဆိုင်လေးတစ်ခုမှာပဲကျွန်တော်ဦးစီးဖြစ်နေတာပေါ့ဒီ brand ဆိုတဲ့ inspiration ဆိုတဲ့ brand တစ်ခုမဖြစ်လာခင်မှာပေါ့ဟုတ်ပြီနံပါတ်3မေးခွန်းပေါ့နော်ဘယ်အချိန်မှာဒီအလုပ်ကိုစလုပ်ခဲ့တာလဲဘယ်လိုအကြောင်းကြောင့်ဒီအလုပ်လုပ်ချင်ခဲ့တာလဲပြီးတော့ဒီ idea တွေကဘယ်အချိန်ကနေစပြီးတော့ဘယ်လိုမျိုးဖြစ်ခဲ့တာလဲပေါ့နော်ကျွန်တော်အစကနေပြောရမယ်ဆိုရင်တော့ကျွန်တော်ရဲ့ကိုယ်ပိုင်အတွေးလေးတစ်ခုပေါ့ကျွန်တော်အဲ့တုန်းကကျွန်တော် Shan State ကျွန်တော်မူဆယ်ဘက်ကိုရောက်နေတာမူဆယ်ဘက်ကိုရောက်နေတဲ့အချိန်တုန်းကကျွန်တော်အဲ့တုန်းကကျွန်တော်မိဘတွေနဲ့ကျွန်တော်ရန်ဖြစ်ပြီးတော့ကျွန်တော်သွားလိုက်တာမူဆယ်ရှမ်းပြည်ဘက်ကိုကျွန်တော်သွားလိုက်တဲ့အချိန်မှာကျွန်တော်မှလုံလုံအင်ကြီးတွေလည်းမပါပါဘူးလုံအလွေးထိတ်လည်းမပါပါဘူးမူဆယ်ပြီးတော့စောင်းရတယ်ဆိုကျွန်တော်ရန်ချမ်းနေခဲ့တာအဲ့တော့ဒါကြတော့ပြောမယ်ဆိုလူတိုင်းလည်းယုံမှာမဟုတ်ဘူးဗျကျွန်တော်အဖြစ်ပြတယ်အဲ့ဒါနဲ့ကျွန်တော်တငယ်ချင်းစီမှာသွားနေတယ်ကျွန်တော်နဲ့ inspiration ဆိုတဲ့ brand တစ်ခုဖြစ်လာဖို့အတွက်တူဝိုင်းကူညီပေးခဲ့တဲ့တငယ်ချင်းတစ်ယောက်ပေါ့သူ့အိမ်မှာကျွန်တော်ကသွားနေတယ်ကျွန်တော်တပတ်လောက်နေတဲ့အချိန်မှာတာကြီးလိုမူဆဲရရန်အေးတယ်ပေါ့မခံနိုင်ဘူးလို့ငါရန်ကုန်လာရန်ကုန်သားဒီအေးတွေမခံနိုင်ဘူးအနွေးတွေရတယ်မင်းအနွေးတွေကမနွေးဘူးပါဆိုပြီးတော့ကျွန်တော်အဲ့မှာ idea လေးတစ်ခုရလာတယ်ကျွန်တော်ဟဲ့ရောမင်းတို့မူဆယ်ဘက်မှာအင်ကြီးဆိုင်နေပါရောပေါ်လာလို့အင်ကြီးပါဝယ်အောင်သူတို့မှာရှိတဲ့အင်ကြီးတွေရတယ်ကျွန်တော်တို့1980 1990ပုံစံမျိုးလေးတွေပေါ်နေတော့နောက်အဲ့ဘက်ကျတော့ကျွန်တော်တို့ Shan State ဆိုတော့ကျတော့အဲ့လောက်ကြီးမူဆယ်နဲ့နီးပြီမဲ့တကယ်ပုံစံတွေကအနွေးတွေယူတယ်အထူးကြီးတွေကျွန်တော်မွေးချင်နေတာပုံစံမကြအောင်အဲ့ဒါကျွန်တော် idea လေးတစ်ခုရအောင်အဲ့တော့မင်းနဲ့ငါနဲ့အဲ့တော့အင်ကြီးထုံလို့ပါလို့ကျွန်တော်တို့စထုတ်ဖြစ်ခဲ့တာပေါ့အဲ့မှာ idea လေးရတော့ထုတ်တဲ့အင်ကြီးကျွန်တော်တို့ inspiration ပထမဆုံးထုတ်ခဲ့တဲ့ collection ကနေhoodieကို3ထည့်ထုတ်ခဲ့တာhoodieကို3ထည့်ထုတ်ခဲ့တယ်အဲ့တော့ကကျွန်တော်လည်းအသက်အဲ့လောက်ကြီးမချီသေးတော့ငယ်သေးတော့ကလေးအသွေးနဲ့အဲ့လိုမျိုးတငယ်ချင်းတွေရောက်စူးစမ်းပြီးလုပ်ခဲ့တာပေါ့ဗျာဟုတ်ပြီဟူဒီကပါတော့ like ဆိုင်းလို့ကိုအဲ့လိုမျိုးချုပ်ပြီးတော့အဲ့လိုလောက်တာလားဒါမှမဟုတ်သူများကိုအပ်ပြီးတော့ပထမဆုံး collection ကြတော့ကျွန်တော်တို့ဟိုပါပေါ့ဦးကြီးချုပ်ပြီးသားပုံစံ brand ပုံစံကိုကျွန်တော်တို့ modify ပြန်လုပ်တာကျွန်တော်တို့ဒီ base line တွေကျွန်တော်ခွဲလိုက်တာတို့ကြတော့နည်းနည်း base line တွေခွဲပြီးအကြားထဲမှာကျွန်တော်တို့ဆွဲသားလိုပုံစံမျိုးတွေထည့်ချုပ်လိုက်တာတို့ကြတော့ကျွန်တော်တို့ဒီ hoodie hook ဆိုကျွန်တော်တို့ရှိရသူတို့မှရှိတဲ့ hoodie hook တွေရတယ်အဲ့လိုကြီးမကြည့်ဘူး hoodie hook ဆိုကျွန်တော်တို့အကြီးလုပ်လိုက်တာတို့ဒါအဲ့လိုမျိုးတော့ရှိရဗျဟုတ်ပြီနံပါတ်4မေးခွန်း
ဘာလို့ဒီဟာကိုပိုင်လုပ်ငန်းအနေနဲ့ရွေးချယ်ခဲ့ရလဲပေါ့ ကျွန်တော်ဒီဟာကိုပိုင်လုပ်ငန်းအနေနဲ့ရွေးချယ်ခဲ့ရတဲ့အကြောင်းထူးကြီးတော့မရှိဘူးကျွန်တော်ဒါကျွန်တော်ရဲ့တန်တက်မှုတွေတစ်ခုပေါ့ inspiration ဆိုတော့ကျွန်တော် inspiration ဆိုရင်နာမည်ရတယ်ဟိုဟာဒီတိုင်းပဲခေါင်းနဲ့ပေါ်လာတဲ့အရာတွေပဲကျွန်တော်တို့ဘာမှမထင်မှတ်ထားပဲနဲ့ဒီမျိုးဒီ inspire လုပ်ရှင်တယ်ပေါ့ကွာဒီနော်ဒီ fashion မှာ inspire လုပ်ရှင်တယ်ဆိုပြီးတော့ inspiration ကိုပေးခဲ့တယ်ပြီးကြတော့ air brand ကိုကျွန်တော်ကတေချာကြီးcity ရောက်လုပ်ခဲ့တာတော့မှန်ပေမဲ့ဖြစ်ဖြစ်တွန်းရှိလာမယ်လို့ကျွန်တော်ကိုယုံကြည်မှုမရှိခဲ့ဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့2018 inspiration hoodie 3ထည့် design 3မျိုးနဲ့ first collection မှာကျွန်တော်တို့ပေါက်သွားတယ်ပေါ့ဗျာကျွန်တော်လူတိများသွားတယ်ကျွန်တော်တို့မူဆယ်မန္တလေးတောင်ကြီးအဲ့လိုမျိုးအထိလူတိများသွားတော့ကျွန်တော်တို့ rank ခဲ့platform မှာလေ Facebook တစ်ခုလည်းနဲ့လူတိများသွားတော့ကျွန်တော်လည်းဒီဒါငါတို့နဲ့တန်တာပဲငါတို့နဲ့ထိုက်တာပဲဆိုပြီးတော့ဒီအောင်ငါအဓိကဦးစားပေးပြီးတော့ try ကြည့်မယ်ဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့ try ခဲ့တာပါဗျဟုတ်ပြီအခုနံပါတ်5မိခွန်းပေါ့နော်အခုလုပ်နေတဲ့အလုပ်ဟာအဲ့ဒီ like အလုပ်လုပ်နေတဲ့သူများတွေနဲ့ဘယ်လိုမျိုးကွာခြားမှုရှိခဲ့လဲပေါ့အခုလုပ်နေတဲ့အလုပ်ကတော့ကျွန်တော်တို့ inspiration ကနေlocal brand တက်တစ်ခုပါပဲကျွန်တော်လူတိုင်းလုပ်နိုင်တဲ့ brand ပုံစံမျိုးပါကျွန်တော်တို့ brand designer brand လည်းမဟုတ်သလိုရိုးရိုးကျွန်တော်တို့အဓိက provide ပေးတာတွေက simple wear တွေကျွန်တော်တို့ t-shirt တွေ hoodie တွေပြီးတော့ရိုင်းပေါ့ simple short တွေပဲကျွန်တော်တို့ daily basic ဝယ်လို့ရမယ့်ဟာတွေအလွယ်တကူဝယ်လို့ရမယ့်ဟာတွေကျွန်တော်တို့က provide ပေးတာမျိုးကျွန်တော်တို့ကထုတ်တာမျိုးလို့တခြားအလုပ်တွေနဲ့တော့အရင်တခြား local brand တွေတခြားအားနေတော့တိတ်ပြီးတော့ကွာခြားမှုရှိမှာတော့မဟုတ်ဘူးခင်ဗျဟုတ်ပြီဟုတ်နံပါတ်6မိခွန်းပေါ့နော်အလုပ်စားတော့မယ်ဆိုတဲ့အချိန်မှာအထင်ကရဖြစ်ခဲ့ရတာ like အခက်အခဲအတွေ့အကြုံရှိခဲ့သလားဆိုရင်ဘယ်လိုမျိုး like ရင်ဆိုင်မျိုးဖြေရှင်းခဲ့လဲပေါ့နော်အခက်အခဲအတွေ့အကြုံတွေဖြစ်ခဲ့အချိန်ကခက်ခဲတဲ့အချိန်ဆိုဘာလို့ကျွန်တော်မိဘတွေနဲ့ကျွန်တော်ပြန်တာဖြစ်ပြီးကျွန်တော်အိမ်မောကဆင်းသွားတဲ့အချိန်ဆိုကျွန်တော်ပြန်လာတယ်ကျွန်တော်teenager တယောက်နေတော်တော်ကြီးကို struggle ဖြစ်နေရတဲ့အချိန်ပေါ့ struggle ဖြစ်နေရတဲ့အချိန်မှာကျွန်တော်တကယ်ချင်းကြိုက်တဲ့ပုံသူ့လည်းကျေးဇူးအများကြီးတင်ပါတယ်သူနဲ့ကျွန်တော်နဲ့အဓိကသူကကျွန်တော်ကို provide ပေးခဲ့တယ်ကျွန်တော် idea လေးတွေသူ approve ဖြစ်ခဲ့တယ်အကုန်လုံးပေါ့သူကကျွန်တော်ငွေကြေးတက်နိုင်မှုကျွန်တော်မှမရှိသေးဘူးဒါပေမဲ့သူကျွန်တော် idea လေးကိုကြိုက်တယ်ဒါပေမဲ့သူကျွန်တော် investment အနေနဲ့ကျွန်တော်ငွေကျွန်တော်ထုတ်ပေးခဲ့တယ်တိုင်မျိုးကယုံနေမျိုးကမင်းကနေတူလုံးမယ်အဲ့မျိုးစပြီးတော့စခဲ့တာပေါ့အခက်အခဲတွေကတော့အများကြီးပါပဲကျွန်တော်တို့လိုချင်တဲ့ပုံစံလိုချင်တဲ့ fabric အသားတွေကျွန်တော်လိုက်ရှာတယ်လုံးဝရှာမတွေ့ဘူးကျွန်တော်တို့မူဆယ်ကနေကျွန်တော်ကျွန်တော်တောင်ကြီးထိရောက်လာပြန်ပြီးတော့ကျွန်တော်တကယ်ချင်းတောင်ကြီးထိရောက်လာတယ်ရှာမတွေ့ဘူးနောက်ဆုံးမူဆယ်ပဲပြန်သွားလိုက်တယ်မူဆယ်ဘက်မှာပဲကျွန်တော်ဒါကြီးမင်းနဲ့ကလည်းဟိုဘက်တရုတ်ပြည်ဘက်ကန်ပြီးတော့ဟိုဘက်မှာ fabric ပုံစံမျိုးသွားရှာရအောင်အားလို့လိုချင်တဲ့ဟူဒီအသားသူတို့shoes လောက်ထားတဲ့ already ချုပ်ထားတဲ့ကျွန်တော်တို့အင်ဂျီပုံစံမျိုးလေးတွားရှာရအောင်အဲ့ဘက်မှာပေါ်လောက်တယ်ဆိုပြီးတော့ကျွန်တော်တွားတယ်တရုတ်ပြည်ကကန်ကူသွားပြီးတော့ကျွန်တော်အဲ့ဘက်မှာ10ရက်လောက်ကြာတယ်ကျွန်တော်ရှာလုံးဝမတွေ့မချင်းရှာနောက်ဆုံးတွေ့ခဲ့ပြီးတော့အဲ့မှာကျွန်တော် garment တစ်ခုလေးတွေ့ခဲ့တယ်ဗျgarment ကလည်းပြောပြီးတော့တရုတ်စကားတက်တာလည်းမတောက်တက်ထောက်ဆိုတော့လေတရုတ်ဟိုကောလည်းဘာလို့လို့ရမှမသိကျွန်တော်လည်းဘာလို့လို့ရမှမသိအခက်ခဲတွေကတော့အများကြီးကြုံနေတာပေါ့ဒါမဲ့လည်းအဆင်ပြေလှုပ်ဆောင်နိုင်ခဲ့ပါတယ်ကျွန်တော်2018ဆိုလွန်ခဲ့တဲ့9နှစ်ကပေါ့လွန်ခဲ့တဲ့9နှစ်ကကျွန်တော်ရဲ့brand တည်ခဲ့တဲ့အချိန်ဆိုတော့အမှတ်တရတွေအများကြီးရှိပါတယ်ခုနံပါတ်9မိခွန်းပေါ့နော်
အလုပ်စားတဲ့အချိန်မှာကိုယ့်ရဲ့အရင်ငွေကဘယ်ဟာတွေလဲတကယ်လို့အများကြီးထဲကရွေးချယ်ခဲ့ရတယ်ဆိုရင်ဘာလို့အဲ့ဒါရွေးချယ်ခဲ့ရလဲပေါ့နော်ဟုတ်ကျွန်တော်ခုနကပြောခဲ့သလိုပဲပေါ့ကျွန်တော်စတဲ့အချိန်မှာကျွန်တော်မှလုံးဝ0 budget ဒီ0 budget အဓိက provide ပေးခဲ့တာတော့ကျွန်တော်တကယ်ချင်းကြိုက်တဲ့ပုံဆိုတဲ့တရားပေါ့သူ့ကြတော့ကျွန်တော်ဒီ inspiration မှာကျွန်တော်အခုကျွန်တော် inspiration brand ရဲ့ owner အနေနဲ့လည်းမဟုတ်ဘူးပေါ့ကျွန်တော်သူ့ကိုကျွန်တော်သူကကျွန်တော်အကုန်လုံး provide ပေးခဲ့တော့သူ့ကိုကျွန်တော် founder အနေနဲ့ပေးထားတယ်ကျွန်တော်ကကို founder အနေနဲ့ပဲယူလာတာဗျအဲ့တော့သူ့ဘက်ကငွေကြေးခက်ခဲတွေအကုန်လုံး provide ပေးခဲ့တယ်အဲ့လိုမျိုး idea ကျွန်တော်တကယ်ချင်းနှစ်ယောက်ပူးပေါင်းပြီးလုပ်တာဆိုတော့ခေါင်းနှလုံးပေါ့ကျွန်တော် brain နှစ်ခုပေါ့အဲကြောင့်မျိုးအဲ့လိုမျိုးဖြစ်တည်လာခဲ့တာပေါ့ brand တစ်ခုနောက်ပိုင်းနေကြတော့သူရရဲ့ sale လေးနဲ့ကျွန်တော်လည်းသူကပြန်ပြီးတော့တိုင်မင်းနဲ့ကနေအလုပ်ဖြစ်တယ်ငါတို့ဆက်လုပ်ကြမယ်ဒီချိန်ကျတော့မင်းလည်း50ငါလည်း50အဲ့လိုထားမယ်မင်းလည်းရန်ကုန်ပြန်ငါလည်းဒီကနေမင်း provide လုပ်နိုင်မှာလေးပေးမယ်ဆိုတော့ကျွန်တော်နောက်ပိုင်း collection တွေကြတော့ကျွန်တော်တို့50တွားခဲ့ကြတဲ့ဟာတွေရှိတယ်ပေါ့သူ့လေကျေးဇူးအများကြီးတင်ပါတယ်ဘာလို့ခက်ခဲနေတဲ့အချိန်မှာဟုတ်ပြီပြီးတော့ဒီနံပါတ်8မေခွန်းလေးကအဲ့လိုရွေးချယ်ခဲ့တဲ့ကောင်းကျိုးဆိုးကျိုးတွေပေါ့နော်ကောင်းကျိုးတွေကတော့အများကြီးပဲကျွန်တော်အဓိကကတော့စိတ်ပေါ့စိတ်အရင်ချမ်းသာတယ်ကျွန်တော်ခက်ခဲနေတဲ့အချိန်ဖြစ်တည်လာခဲ့တဲ့ brand လေးတစ်ခုဆိုတော့တော်တော်လေးလက်စိတ်ချမ်းသာတယ်ပျော်ရတယ်ပေါ့ငွေချင်းတယောက်အဲ့တော့ဆိုပျော်လွန်းလို့မြေရောင်ကြတယ်တကယ်ချင်းတယောက်အဲ့လိုမျိုးကျွန်တော် first collection ကိုကျွန်တော် launch လုပ်လိုက်တဲ့အချိန်မှာပထမတစ်ပတ် post မှာ like တောင်မရှိဘူးပထမတစ်ပတ်လုံး post မှာ like တောင်မရှိဘူးဒါပေမဲ့ second week မှာဒီကပဲချင်းချင်းကိုဒီပုံစံလေးမိုက်တယ်ဆိုပြီးတော့ပဲ lesson ကမ်းပြီးွားပဲနေမယ်ဒီကျွန်တော်အဲ့လိုမျိုးပေါ့များရောင်းထွက်ခဲ့တာပေါ့ first collection မှာလည်းကျွန်တော်အများကြီးရောင်းထွက်ခဲ့ပါတယ်ဟွန်းဈေးနှုန်းလေးတစ်ချက်လောက်တီးလို့ရမှာလားမသိဘူးပေါ့နော်ကိုယ့်ရဲ့ပထမဆုံးကြီးပေါ့ကျွန်တော်ပထမဆုံးထုတ်ခဲ့တဲ့အထည်ကမြန်မာငွေ42,000 42,000မြန်မာငွေ42,000အဲ့တော့ဟူဒီယိုလုံးကထူပိတ်ပုံစံမျိုးပြီးကြတော့ခုစီပါတွေကအစအကြီးတွေပြီးတော့အဲ့လိုမျိုးပေါ့ဟူဒီကိုကျွန်တော်တို့ collection တိုင်းမှာကျွန်တော်ဟူဒီထည့်တယ်ဘာလို့ဆိုတော့ကျွန်တော်ကျွန်တော်တို့ရဲ့အဓိက main ဖြစ်နေတယ်ကျွန်တော်နောက်ပိုင်း collection တွေ T-shirt တွေကျွန်တော်ထုတ်တယ်ဒါပေမဲ့ T-shirt ထုတ်တဲ့ခြားထဲမှာကျွန်တော်ဟူဒီတစ်ထည်လောက်ထည့်ရင်ထည့်တယ်ဒီလိုပုံစံဒါကြတော့ဒါကြတော့ကျွန်တော်တို့ရဲ့ signature ပေါ့ inspiration နဲ့ဖြစ်တည်လာခဲ့တာဆိုတော့ဒီဟူဒီကိုကျွန်တော်တို့ဟုတ်ကဲ့ဒီ first collection ဒီထုတ်ပြီးတော့အဆင်ပြေတဲ့အချိန်ကဒီဘယ်နိုင်ငံဖြစ်မလဲမသိဘူးပေါ့နော်ရန်ကုန်အားပေးရဒါမှမဟုတ်မန္တလေးကဝယ်ရလားပါညာကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာပထမဆုံး customer ကတောင်ကြီးတောင်ကြီးပေါ့အဲ့လိုမျိုးတောင်ကြီးမှာကျွန်တော်အထည် clothing shop လေးပေါ့အကူကနာမည်မှတ်မိပါသေးတယ်စိုက်ကြောင်ကျန်လားမသိဘူးကျွန်တော်ရှမ်းနာမည်ပေါ့သူကြိုက်အတူကအမှတောင်ကြီးမှာကျွန်တော် clothing shop တွေဖွင့်ထားတာသူကကျွန်တော်တို့ collection တွေသဘောကျလို့ဆိုပြီးတော့လာဝယ်ခဲ့တယ်ပေါ့ကျွန်တော်တို့ဒီက collection 3ခုရှိတယ်3ခုလုံးသူဝယ်ခဲ့တယ်ပြတော့နောက်ပိုင်းကျတော့သူကဆိုင်မှာတင်လို့ရလားဆိုတော့ကျွန်တော်တို့offer လုပ်လာခဲ့တာပေါ့ဒါပေမဲ့အဲ့တော့ကျွန်တော်တို့သူ့ရဲ့ offer ကိုတော့ deny လုပ်လိုက်တယ်ဘာလို့ဆိုတော့ဆိုင်မှာမတင်ချင်နေဘူးကျွန်တော် online ပေါ်မှာပဲအရင်ရောင်းချင်သေးတယ်ဆိုလည်းပုံမျိုးနဲ့ဒါပေမဲ့အကူကလည်းဆိုင်မှာတင်ချင်လို့ထင်တယ်ကျွန်တော်တို့စီကအများကြီးဝယ်သွားပြီသူဆိုင်မှာတင်ထားတယ်ဆိုင်မှာတင်ပြီးတော့အဲ့လိုမျိုးသူကကျွန်တော်တို့နောက်ထပ်မိလာညီလေးတို့အင်ကြီးတွေထက်ရှိသေးလားအခုအင်ကြီးတွေကတင်ပြီးတော့2 ရက်လောက်မှကုန်သွားလို့ထပ်ပြီး provide ပေးနိုင်နေတာအခုဝယ်ခြင်းတယ်
ညီလေးတို့ဘယ်လောက်ရောင်းဆိုပြီးတော့အဲ့မှာရင်ကျွန်တော်တို့စ Facebook မှာလည်းကျွန်တော်တို့ရောင်းရတယ်တမျိုးတချို့ဆိုအဲ့ကနေပဲစမယ်တင်တယ်တောင်ကြီး clothing shop နေသူတို့မေးနေပဲစလာခဲ့မယ်တင်တယ်တောင်ကြီးပြီးတော့ကျွန်တော်မန္တလေးအဲ့လိုမျိုးပေါ့ တခါအဲ့လိုမျိုးထုတ်လို့ရှိရင်ဘယ်နှစ်ထည်လောက်ထုတ်ဖြစ်တော့အဲ့လိုမျိုးပေါ့ ကျွန်တော်တို့ first collection ကကျွန်တော်ဆက်စချင်းထုတ်တာကျွန်တော် hoodie variation 3ခုကိုကျွန်တော်15ထည်ပဲထုတ်ခဲ့တာ15ထည်ပဲထုတ်ခဲ့တာဒါပေမဲ့ first collection မှာအကူကပဲ9ထည်အဲ့လိုမျိုးတင်မှာတစ်ခါဝင်အဲ့လိုဝယ်တော့quantity လေးနည်းနည်းလေးထပ်ပြီးတော့တင်ကြည့်မယ်ပို့ပြီးတော့လည်းရောင်းရမှာပါဆိုပြီးတော့ကျွန်တော်first collection မှာလည်းပထမဆုံးရောင်းရတဲ့ဟာလေးပြန်စုပြီးတော့အဲ့ဟာလေးပြန်ကြိုးစားပြီးထပ်ထုတ်ကိုဘဂျိုက်တစ်ပွန်းကလည်းသူကငွေကြေးတက်နိုင်တော့ကျွန်တော် provide ပေးတယ်ကျွန်တော်နေရာဦးစီးခဲ့ပြီးတော့first collection မှာကျွန်တော် variation တစ်ခုကို69ထည်ထုတ်ခဲ့တယ်ဗျ69ထည်ရလဲပထမ2ပတ်လောက်ထိက2ပတ်လောက်မှာရင်အကုန်လုံး also out ဆိုပြီးတော့ကျွန်တော်ဖြစ်သွားတယ်ဗျအဲ့မှာကျွန်တော် inspiration ဆိုတဲ့ဟာလေးကိုကျွန်တော်တေချာလေးစဖြစ်တာပေါ့ဗျအခုနံပါတ်6မေခွန်းရောက်ပြီပေါ့နော်အခု6မေခွန်းကအခုကိုနိုင်ငံမြို့အခြေအနေအရဆိုရင်ကိုယ့်ရဲ့အလုပ်ကိုဘယ်လိုမျိုး like ဘယ်လိုထိခိုက်မှုရှိလဲပေါ့နော်ကျွန်တော်တို့နိုင်ငံရေးပေါ့နိုင်ငံရေးမစခင်ကျွန်တော်တို့ဒီ COVID-19 တော့ကျွန်တော်စခဲ့တဲ့အချိန်ကလည်း2018မှာစတာဒါပေမဲ့2018စတယ်2019စတယ်2020မှာ COVID တွေစဖြစ်တယ်ကျွန်တော်အဲ့မှာစိုးရိမ်တော့ sale တွေကျွန်တော်တို့ကြာတော့မှာလားဒါပေမဲ့ COVID ကာလမှာကျွန်တော် sale တွေလုံးဝမကြခဲ့ဘူးဗျ COVID ကာလမှာလည်းကျွန်တော်ရောင်းရတယ်သူရောင်းထွက်ခဲ့တယ်ပေါ့ကျွန်တော်ရန်ကုန်မန္တလေးတောင်ကြီးအဓိကကျွန်တော်တို့ main နေမှာကျွန်တော်ရောင်းထွက်ခဲ့တယ်ပြီးတော့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ sale တွေတော့တော်တော်ကြာပါတယ်တော်တော်များများကြာပါဘူး sale ကတော့အဲတော့70%တော့ကြာသွားတဲ့အချိန်မှာကျွန်တော်တို့လည်းနောက်ထပ် collection တွေကိုမထုတ်တော့ဘူးအဲ့ချိန်မှာ COVID-19 COVID ထိကျွန်တော်တို့အဆင်ပြေတယ်ဗျာနိုင်ငံရေးမှာကျွန်တော် sale က70%တော့ကြာပါတယ်ဒီနိုင်ငံရေးနည်းနည်းလေးတည်ငြိမ်သွားတော့ကျွန်တော်ပြန်ပြီးတော့စခဲ့အခုဆိုရင်ကျွန်တော်တို့လွန်ခဲ့တဲ့4 လလွန်ခဲ့တဲ့4 လလောက်ကကျွန်တော်ဒီဘန်ကောက်ရောက်နေတဲ့အချိန်မှာဟိုစိုက်တူနဲ့ပတ်သက်ပြီးတော့ကျွန်တော်က idea လေးပေးတယ်ကျွန်တော်ကိုယ်တိုင်မလာနိုင်ဘူးနောက်ဆုံး latest collection လေးတစ်ခုထုတ်တာရှိတယ်လောဆယ်လုပ်ပြီးပါနံပါတ်30မေခွန်းပေါ့နော်အစိုးရဒီလိုကိုပိုင်အလုပ်လုပ်တဲ့သူတွေပေါ့ငွေကြေးထောက်ပံ့မှုရှိသလားငွေကြေးမဟုတ်ခဲ့ရင်တော့မှတခြားစီးပွားရေးဆိုင်ရာတွေဘယ်မှာရောထောက်ပံ့အားပေးမှုရှိခဲ့လဲပေါ့ဆိုရတော့ကျွန်တော်နိုင်ငံဆိုရတော့ဘာမှထောက်ပံ့ပေးမှာမဟုတ်ဘူးဗျတကယ်ဘာမှထောက်ပံ့ပေးမှာပြီးတော့အဲ့လိုမျိုးကိုပိုင်လုပ်ငန်းလုပ်နေလူမှအခုလက်ရှိအစိုးရပေါ့နော်အရင်အစိုးရအောင်ပြောကိုယ်ပိုင်လုပ်ငန်းလုပ်နေလူတော့မှကျွန်တော်တို့ခေါင်းမုံဖြစ်နေတဲ့သဘောမျိုးဖြစ်နေတော့ကျွန်တော်တို့နိုင်ငံရေးအကြောင်းလို့အဆင်မပြေခဲ့တာတွေအဆင်မပြေရအများကြီးပေါ့ဗျဟုတ်ပါတယ်နံပါတ်7မေခွန်းပေါ့နော်အတွေ့အကြုံအရဆိုရင်မြန်မာနိုင်ငံသားများကိုယ်တိုင်အလုပ်စဖို့အတွက်ငွေကြေးလုံလောက်ရှိသလားကျွန်တော်ချမ်းသာတဲ့သူအချို့ကတော့ငွေကြေးရှိတဲ့လူတွေအချို့ကတော့ရှိကြတယ်ဒါပေမဲ့မရှိတဲ့လူတွေကြတယ်လုံးဝမရှိတဲ့အချိန်ကျတော့ကိုယ်ပိုင်လုပ်ငန်းတစ်ခုစမယ်ဆိုရင်အဲ့လောက်ကြီးတော့မလွယ်နေခဲ့ဘူးဗျကိုယ်ပိုင်လုပ်ငန်းတစ်ခုကျွန်တော်တို့ဥမာမိဘ provide ပေးနိုင်လို့စခဲ့မယ်ဆိုရင်လည်းအဲ့ဒါလွယ်ကူလုံးနိုင်တဲ့အရာမျိုးဒါပေမဲ့ကိုယ်ပိုင်စူးစမ်းပြီးလုပ်မယ်ဆိုရင်တော့နည်းနည်းပိုခက်ခဲတာပေါ့ဒါပဲဖြစ်ဖြစ်ဒီ brand နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ Simple World စီclothing တွေနဲ့ပတ်သက်ပြီးတော့အဲ့လောက်ကြီးတော့ခက်ခဲမယ်မထင်ဘူးတခြားကိုယ်ပိုင်လုပ်ငန်းတွေတော့ကျွန်တော်အဲ့လောက်ကြီးတော့မသိဘူးဗျဟုတ်ပြီဒါကတော့နောက်ဆုံး၄ခွန်းလေးပေါ့နော်ဒီနောက်ဆုံးအနေနဲ့ကိုယ့်ရဲ့အနာဂတ် plan လေးကိုပြောပြပေးပါပေါ့ပြီးတော့ဘယ်လိုအောင်မြင်အောင်လုပ်ချင်တယ်လဲကိုယ့်ရဲ့အတွေ့အကြုံလေးကိုလည်း
နောင်ကိုယ်ပိုင်လုပ်ငန်းစချင်တဲ့သူတွေအတွက်ဝင်ငှပေးပါ နောက်ဆုံးအနေနဲ့အာ ကိုယ်ပိုင်လုပ်ငန်းစဖို့အတွက်ကိုယ့်ရဲ့ idea တွေကိုယ့်ရဲ့ဆွဲလုံးသားတွေပဲလိုပါတယ်ခင်ဗျကျန်တာကတော့ကိုယ့်အနေကိုဖြစ်တည်လာခဲ့တဲ့မယ်လို့ကျွန်တော်ထင်တယ်ဥပမာအဓိကစိတ်ပြကျွန်တော်စိတ်ကဒါလေးဖြစ်ချင်တယ်ဆိုရင်စိတ်ပဲလိုပါတယ်တကယ်စိတ်လေးပါလာခဲ့မယ်ဆိုရင်ဒါတွေကအကုန်လုံးဖြစ်တည်လာခဲ့မယ်ဟာလေကျွန်တော်ငွေကြေးသူစိတ်ရှိတယ်ကိုယ်မှာအိမ်မက်တွေရှိတယ်ဆိုရင်တော့စူးစမ်းပါလို့တော့ကျွန်တော်ပြောချင်ပါတယ်ဒါလည်းကြတော့ဖြစ်သွားအောင်ပေါ့ကျွန်တော် simple well တွေကျွန်တော်ထုတ်ခဲ့ပြီးကျွန်တော် advanced well တွေကျွန်တော်ထုတ်ဖို့စိတ်ကူးရှိတယ်ဒါမဲ့ brand နာမည်အတစ်တွေနဲ့wells အတစ်တွေကျွန်တော် collection အတစ်တွေလည်းထပ်ပြီးတော့ထုတ်ဖို့ရှိတယ်ကျွန်တော် inspiration ကနေကျွန်တော်အဲ့လိုမျိုးအကွဲလေးပေါ့ကျွန်တော်တို့အဓိက help ကျွန်တော်ခေါင်းမှာရှိနေတာ inspiration ကနေအဲ့လိုမျိုးခွဲချပါလို့အများကြီးကျွန်တော် brand တွေထပ်ထုတ်ဖို့ရှိတယ်ဟုတ်ကဲ့ဗျဟုတ်ပြီကျေးဇူးလည်းအများကြီးတင်ပါတယ်အချိန်လေးပေးလို့ပေါ့နော်ဟုတ်ပြီ see you Okay, bye bye.